စစ်တော်လေးတို့ရေမင်္ဂလာပါမင်္ဂလာနေ့လေကလေးကကျူဆူပါတယ်ဒီနေ့ဒီမာလေးရွှေလေးပါ 18K ချစ်စရာကောင်းတော့ 18K လေးပါမိတ်ဆက်ပါရှင်ချစ်စရာကောင်းပါတယ်ဒီမာလေးချစ်စရာကောင်းတော့လေးပါ18K လေးပပလေးဝတ်ပြီးတော့လေ shopping မဲ့ထွက်ကြိုက်တဲ့နေရာမှာသုံးလို့ရပါတယ်ချစ်စရာမကောင်းလားရှင်နောက်တစ်မျိုးလေးပြခြင်းသေးတယ်ရန်ခက်စားနေပါတယ်ရှင်ဒါကလေးတွေအကြိုက်18K လေးတွေပါကလေးတွေအကြိုက်ပါဒီရလာပါတယ်ပဘာမွေးလေးနဲ့ဝတ်သွားလည်းမိုက်တယ်ခါဝင်လေးနဲ့လည်းမိုက်တယ်ချစ်စရာလေးပါရောင်စုံလေးရှိပါတယ်ဆိုတော့နှဆွဲလေးလည်းရှိတယ်နှဆွဲလေးဆွဲလေးဝတ်ပြမလားဆွဲလေးဝတ်ပြမယ်နော်ရွှေရကြတယ်လေဆွဲချိုးဝတ်တာတိတ်ဝါဒနာမပါဘာကြိုက်လဲဆိုတော့ငကက်လေးတွေအဲ့လိုနဲ့ဆွဲလေးတွေငကက်လေးလက်စွပ်လေးတွေအဲ့မျိုးလေးအရန်ပို့ကြိုက်တယ်ပေါ့နော်ဟိုဆွဲချိုးဝတ်ရအောင်လေပွဲတွေဘာတွေတက်တာလောက်ပဲဝတ်ဖြစ်တယ်ဒီလိုမျိုးလေးပေါ့ပါဆိုရင်ဆွဲချိုးမဝတ်ဖြစ်ဘူးကဲဘယ်လောက်မိုက်လဲရှင်လှတော်လေးပါကဲ fashion ကြလေးမိုက်ကြမှာပေါ့ပါလေးပဲလေးလည်းမလေးဘူးသူကလေပေါ့ပါလေးပဲအရောင်ကတော့ကိုကြိုက်တဲ့အရောင်အစိမ်းလောင်လေးလည်းလာတယ်3ရောင်ရပါမယ်ရှင့်လာစလေးတို့ကြီးရွှေရနားကလေသွားချိုးရတော့မယ်နှဆွဲကြီးဆွဲတာများတော့နားအပေါက်ကျဲလားI love you all